Assalamu alaikum wa rahmatullahi wa barakatuh. Chicken Liza Bado Tatan Tokashin through the pound of Mia. As the Hurero, the Allah down taking a simple Taman Sallallahu alayhi wasallam Kuraga Meshire, Pessi the Piji Kunahugani Shauchema, Elichema, Sahavariga Tamanogumi, Shout Hare, Ya Rasulallah, Eli Epitiga, Belu Pimugu Piorale, Taman Sallallahu alayhi wasallam Kuraga Meshire. အလောင်းရှင်မြတ်နဲ့ရှစ်လုတ်ခြင်းအလောင်းရှင်မြတ်နဲ့ရှင်တွဲကိုးကွယ်ခြင်းပယောဂပြုလုပ်ခြင်းဒီတိုင်းပဲအပြစ်မဲ့သူကိုတပ်ဖြတ်ခြင်းအတိုးစားခြင်းနောက်တစ်ခုကယသိင်ကလေးတွေရဲ့ဥစ္စာပစ္စည်းကိုမတရားသုံးစွဲခြင်းစစ်ပွဲမှာနောက်ပြန်လှည့်ပြေးခြင်းဒီတိုင်းပဲလာအီမန်ရှင်မျိုးသမီးတွေကိုဆွဆွဲပြောဆိုခြင်းဖြစ်တယ်ဆိုပြီးမှတမန်တော်ဆလလောလ္လဟ်အလัยဟိဝါဆလမ်ကိုရောကအမိန့်ရှိတယ်ဒီဟဒီသ်တော့ဘူခါရီကျမ်းမှာလည်းပါတယ်လို့မွတ်စလင်ကျမ်းမှာလည်းပါတယ်အဲ့ဒီတိုင်းပဲအဘူဒါဝုဒ်ကျမ်းမှာလည်းပါတယ်ဒီဟဒီသ်ဆိုမှာတမန်တော်ဆလလောလ္လဟ်အလัยဟိဝါဆလမ်ကိုရောကအမိန့်ရှိတယ်အဂျတနီဘူဆဘအလ်မူဘီကာတ်မူဘီကာတ်ဆိုတာကပျက်စီးစေတဲ့အရာဆိုတာကဘာလဲဆိုလို့ရှိရင်အဲ့ဒီအပြစ်တွေကိုပြုလုပ်လိုက်တဲ့အတွက်ကြောင့်မလို့အဲ့ဒီမကောင်းမှုတွေကိုပြုလုပ်လိုက်တဲ့အတွက်ကြောင့်မလို့အလောင်းရှင်မြတ်ကသူ့ဘဝရဲ့ကောင်းရာကောင်းကြောင်းမှန်သမျှအရာတွေအကုန်လုံးကိုရုပ်သိမ်းလိုက်တယ်လောကမှာသူ့အတွက်ကောင်းတာဆိုလို့အလ္လာဟ်ကဘာမှမစီစဉ်ပေးတော့ဘူးသူ့ကိုပျက်စီးဆုံးရှုံးမဲ့အရာတွေပဲကျန်တော့တယ်အလ္လာဟ်ကသူ့ကိုစိတ်ဆိုးသွားတဲ့အတွက်ကြောင့်မလို့သူ့ဘက်ကိုရာဟမတ်ကဂယုဏနဲ့လှည့်မကြည့်တော့ဘူးအဲ့ဒီတိုင်းပဲသူ့ရဲ့အာခိရတ်မှာကောင်းရာကောင်းကျိုးကိုဖြစ်စေမဲ့အမလ်ကုသိုလ်တွေကိုပြုလုပ်ခြင်းကိုလည်းအလောင်းရှင်မြတ်ကပိတ်ပင်လိုက်တယ်ဒါကိုကျွန်တော်တို့ဆလ်ဘူတောဖီကလို့ခေါ်တယ်အဲ့တော့အဲ့ဒီလိုမျိုးလူတစ်ယောက်ကသူ့ရဲ့ကောင်းဝဲရာကောင်းကျိုးတွေကိုပြုလုပ်နိုင်စွမ်းမရှိတော့ဘူးဆိုလို့ရှိရင်သူ့ရဲ့အာခိရတ်ကဆိုလို့ရှိရင်သူ့ဘဝကိုပျက်စီးစေမယ့်အရာဖြစ်တော်မယ်စားလိုက်တာကတော့မိတစားပဲဒါပေမဲ့လောင်သွားတာကသူ့အပါဝင်အရာရာအကုန်လုံးလောင်သွားတယ်အဲ့တော့ဒါကိုဆိုလိုတာဖြစ်တယ်နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်ဟဒီသ်တော်မှာတမန်တော်ဆလလောလ္လဟ်အလัยဟိဝါဆလမ်ကိုရောကအမိန့်ရှိတဲ့ခုနှစ်ခုဆိုတာကဒီခုနှစ်ခုပဲရှိတယ်လို့ဆိုလိုတာမဟုတ်ဘူးနောက်ထပ်လည်းရှိသေးတယ်ဟဒီသ်တော်မှာတော့ဒီဟဒီသ်တော်မှာတော့တမန်တော်ဆလလောလ္လဟ်အလัยဟိဝါဆလမ်ကိုရောကခုနှစ်ခုကိုအမိန့်ရှိတယ်တခြားဟဒီသ်တော်တွေမှာနောက်ထပ်ဂုဏကဘီရာတွေကိုနောက်ထပ်ကဘီရာဂုဏတွေကိုမြောက်များစွာသောဟဒီသ်တော်တွေမှာတမန်တော်ကိုရောကမိန့်ရှိထားတယ်ဥမာအပြင်ဟဒီသ်တော်တပုတ်မှာတမန်တော်ဆလလောလ္လဟ်အလัยဟိဝါဆလမ်ကိုရောကအမိန့်ရှိတယ်အလာအူနဘီအကွမ်ဘီအကဘာလ်ကဘာအီရ်သုံးချိန်တိုင်တိုင်တမန်တော်ကိုရောကအမိန့်ရှိတယ်အတင်းတို့ကငါအနေနဲ့အကြီးတကအကြီးဆုံးသောအကုသိုလ်ကိုမပြောပြဘူးလားအကြီးတကအကြီးဆုံးသောအပြစ်ဂုဏတွေကိုမပြောပြဘူးလားဆာဟာဘာတွေကရှောက်ထားတယ်ယာရဆူလလာမပြောပြဘဲနဲ့မနေပါနဲ့တေချာဖို့ပြောပြပါအဲ့ဒီချိန်မှာတမန်တော်ဆလလောလ္လဟ်ကိုရောကအမိန့်ရှိတယ်နံပါတ်1ကဆိုလို့ရှိရင်အလာနဲ့ရှရစ်လောက်တာနံပါတ်2ကဆိုလို့ရှိရင်မိဘကိုစိတ်ဆင်းရဲအောင်ပြုလုပ်တာနံပါတ်3ဟာဆိုလို့ရှိရင်ရှာဟာဒတ်ဇူးလို့ခေါ်တဲ့မဟုတ်မမှန်တတ်သိခံပေးခြင်းဆိုပြီးမှတမန်တော်ကိုရောကအမိန့်ရှိတယ်အဲ့တော့ဒီထဲမှာကျွန်တော်တို့အနေနဲ့တေချာသဘောပေါက်တင်တာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့လေးပြောနေတဲ့ဘန်ကနေအိမ်ဝယ်တဲ့ကိစ္စအတိုးစားခြင်းကလည်းပဲမွတ်စလမန်တဦးအနေနဲ့မိမိကိုမိမိပျက်စီးကြောင်းကိုကြံနေတဲ့ဒီအကုသိုလ်တစ်ခုဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကသဘောပေါက်အောင်မယ်ဒါဟာဆိုလို့ရှိရင်မေဂျာဆင်းတစ်ခုဖြစ်တဲ့အင်မတန်ကြီးမားတဲ့အပြစ်တစ်ခုဖြစ်တဲ့နောက်တစ်ချက်ကကျွန်တော်တို့သဘောပေါက်တင်တာကဘာလဲဆိုလို့ရှိရင်ဒီလိုဂုဏကဘီရာတွေဟာတခြားဂုဏဆော်ဂီရာတွေလိုမျိုးအပြစ်ငယ်လေးတွေလိုမျိုးဝဇူပြုလိုက်ရုံနဲ့နမတ်ဖတ်လိုက်ရုံနဲ့တောက်ကြတစ်ဘက်ကနေနောက်ထပ်တစ်ဘက်ကိုရောက်သွားတာနဲ့ဟက်တစ်ခုကနောက်ထပ်ဟက်တစ်ခုရောက်လာနဲ့အော်တိုမက်တစ်ပြတ်သွားတယ်ဂုဏမျိုးမဟုတ်ဘူးအော်တိုမက်တစ်မဖြစ်တော့မယ်ဂုဏမျိုးမဟုတ်ဘူးဒါကိုကျွန်တော်တို့ကတေချာတောက်ပါလုံးမှာအတိုးကနေလုံးဝဆွန့်ခွာသွားမယ်ကင်းခွာသွားမယ်အလ္လာဟ်စီမှာကျွန်တော်တို့ကတောက်ပါလုံးမယ်ဘယ်လိုပုံစံလုံးမလဲယာအလ္လာဟ်ကျွန်တော်မျိုးလုပ်ခဲ့တာတော့မှားပါပြီကျွန်တော်မျိုးရဲ့အပြစ်ကိုမာဖလို့တော်မူပါကျွန်တော်မျိုးလုပ်ခဲ့တဲ့ပုံမှာနောင်တတရားရပါတယ်ကျွန်တော်မျိုးနောက်တော့မလုပ်တော့ပါဘူးဆိုပြီးမှကျွန်တော်တို့တေချာတန်နေတန်ချပြီးတော့မှကျွန်တော်တို့အလ္လာဟ်ကိုတောင်းပန်မှသာလေအလ္လာဟ်ကခွင့်လွှတ်မှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့တေချာစဉ်းစားတဲ့အိမ်တလုံးမဝယ်ခင်မှာကျွန်တော်တို့လူတစ်ယောက်ကိုတတ်ဖို့အတွက်ဘယ်လိုဝင်လေးတဲ့အဲ့ဒါလိုပဲကျွန်တော်တို့အိမ်မဝယ်ဖို့အတွက်ဘန်မှာစာချုပ်ချုပ်တဲ့အခါမှာအဲ့ဒါလောက်ကြောက်စရာကောင်းတဲ့အရာဖြစ်မယ်ဆိုတော့ကိုကျွန်တော်တို့ကြိုပြီးမှတွေးသင့်တယ်နောက်တစ်ချက်ကဟဒီသ်တော်မှာတမန်တော်ဆလလောလ္လဟ်အလัยဟိဝါဆလမ်ကိုရောကပျက်စီးစေတဲ့အပြစ်ဆိုပြီးမှတမန်တော်ကတတိပေးထားပါလျက်နဲ့ကျွန်တော်တို့အိမ်မက်ကအင်္ဂလိပ်ရဖို့ဆိုပြီးတော့မှပျက်စီးခြင်းရဲ့လမ်းကြောင်းကိုကျွန်တော်တို့ဘာဖြစ်လို့ရွေးချယ်နေတာလဲဒါကိုကျွန်တော်တို့တေချာစဉ်းစားရမယ်အဲ့ဒီတိုင်းပဲအိမ်တလုံးရဲ့အရှိမဒါဟာပျက်စီးခြင်းရဲ့တွင်းဆိုပြီးမှဆိုင်းမို့ကတ်ထားတယ်ဆိုလို့ရှိရင်အဲ့ဒီအိမ်ထဲကိုဘယ်သူမှဝင်ရမှာမဟုတ်ဘူး
ဒါဆိုလို့ရှိရင်ဟလာအတိုးနဲ့ကျွန်တော်တို့ဟလာအိမ်ကိုဝယ်လိုက်တယ်ဝယ်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီအိမ်ထဲမှာကျွန်တော်တို့အေးချမ်းချမ်းနဲ့ဘယ်လိုလုပ်ဝင်နေထိုင်နိုင်မလဲဟလာတမန်တော်ဆလလောလဟ်အလัยဟိဝါဆလမ်ကိုရောကဒီအရာဟာပျက်စီးခြင်းဆိုပြီးမှပြောထားပြီးတော့ပြီအဲ့ဒီနောက်ပိုင်းမှာအိမ်ဝယ်ပြီးတဲ့နောက်ပိုင်းမှာလည်းပဲဒီပျက်စီးခြင်းထဲမှာပဲကျွန်တော်တို့နေရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အခြေအနေကဘယ်လိုဖြစ်မလဲဒါကိုကျွန်တော်တို့ကြိုပြီးစဉ်းစားရမယ်တမန်တော်ဆလလောလဟ်အလัยဟိဝါဆလမ်ကိုရောကဟလာပျက်စီးခြင်းကနေကာကွယ်ဖို့ဆိုပြီးမှအဂျ်တက်နေဘူးအတင်းတို့ရှောင်ကြဆိုပြီးမှတမန်တော်ကမိန့်ထားတယ်အဲ့ဒါကိုကျွန်တော်တို့ကဟလာအတိုးနှုံးနေရော့နေတယ်ဒါဟာအခွင့်အရေးပဲ that's my golden opportunity ဆိုပြီးမှကျွန်တော်တို့ဟလာအစိတ်ကချိုးတယ်ဆိုပြီးတော့မှမြေရှိတ်တောက်ချင်ကြမယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့လောက်မိုက်တဲ့လူဘယ်သူရှိမလဲဘယ်သူမဆိုဟလာသားသမီးတွေနဲ့ပတ်သက်လာလို့ရှိရင်အားလုံးကတိုးတက်ကြောင်းပဲလူချင်ကြတယ်သားသမီးတွေရဲ့အနာဂတ်ပျက်စီးသွားမယ်ဆိုလို့ရှိရင်အားလုံးကကြောက်ကြတယ်အဲ့တော့သူတို့ကိုပျက်စီးစေတဲ့အပြစ်ကနေရလာတဲ့ဟလာဒီအိမ်ထဲမှာဟလာပျက်စီးစေဖို့ဆိုမှသူတို့ကိုပြူးစုပြိုးထောင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လောက်မိုက်တဲ့လူဘယ်သူရှိမလဲအဲ့ဒါလို့ကျွန်တော်တို့ကမိမိသားသမီးတွေကိုကျွန်တော်တို့ပျက်စီးဖို့အတွက်ကျွန်တော်တို့ပြူးစုပြိုးထောင်နေတာလားနောက်တစ်ချက်ကတမန်တော်ဆလလောလဟ်အလัยဟိဝါဆလမ်ကိုရောကဟလာအတိုးစားတဲ့လူအတိုးပေးတဲ့လူအတိုးယူတဲ့လူဟလာအတိုးနဲ့ပတ်သက်ပြီးမှလောက်ကင်ဆောင်ရွက်တဲ့လူအားလုံးဟာဆိုလို့ရှိရင်ကျင်းတွေပျက်စီးမယ်ဆိုပြီးမှတမန်တော်ကအတိအကျအမိန့်ရှိတာလားအဲ့တော့ဒါကိုဘယ်ကနေဘလို့ဖြစ်လို့ကျွန်တော်တို့ကအောင်မြင်မှုကိုကျွန်တော်တို့မျှော်လင့်နေနေတာလဲမဖြစ်နိုင်ဘူးအဲ့တော့ဒီအချက်တွေကိုကျွန်တော်တို့ကောင်းကောင်းသဘောပေါက်ဖို့လိုအပ်တယ်မြတ်တော်မူသောအလောရှိမြတ်ကျွန်တော်တို့တွေအားလုံးကိုနားလေသဘောပေါက်နိုင်စွာချင်းမြပေးသနာတော်မူပါစေကြီးလေးတဲ့အပြစ်တွေကနေလည်းရှောင်ကျဉ်နိုင်တဲ့ဆွမ်းအားပေးသနာတော်မူပါစေဝါအာခီရူဒါဝါနာအန်အလ်ဟမ်ဒူလ illah ရဘ်ဘီလ်အာလမင်